လာမယ်ဆိုတော့ဒီနေ့ကျွန်တော်တွက်ပြမယ်ကနတော့ဒီကျွန်တော် one chain နဲ့သုံးလုံးအပါတွက်ပြမယ်ဆိုတော့နော်ဒီ one chain ကိုရင်တွက်ပြမယ်ဆိုတော့နော်ထွက်သွားတဲ့ဒီ898နော်898ကိုကျွန်တော်တို့ဘယ်လိုလုပ်လိုက်မလဲဆိုတော့ဒီလိုပဲချရေးလိုက်မယ်ဒီ898ကိုကျွန်တော်ဒီလိုချရေးလိုက်မယ်ဆိုတော့နော်အဲ့ဒါပဲချရေးလိုက်မယ်898ချရေးလိုက်ပြီးရင်ကျွန်တော်တို့ဒီ898မှာနော်ဒီ8ဆိုရင်ကျွန်တော်တို့ဒီရေးလိုက်မယ်8ဆိုရင်9တုံညာတဲ့ယူလိုက်မယ်ဆိုတော့9တုံညာတဲ့ယူလိုက်မယ်နော်အဲ့လိုပဲယူလိုက်မယ်ပြီးရင်ဒီ9ကတော့9ရဲ့ပါဝါဒီ4ပြီးရင်4 5 6လို့ယူလိုက်မယ်ဆိုတော့နော်ပြီးရင်ဒီ8လက်8ပါဝါဒီ3ဆိုရင်3 4 5ဆိုယူလိုက်မယ်ဒါရတဲ့ဟာကိုကျွန်တော်တို့ crossing ယူလိုက်မယ်ဆိုတော့နော် crossing ဘယ်လိုယူလိုက်မလဲဆိုတော့ဒီလို3 5တက်အဲ့လိုပေါ့နော်အဲ့3 5တက်ဆိုရင်ကျွန်တော်တို့တစ်လုံးယူလိုက်မယ်နော်ယူလိုက်မယ်ဆိုရင်ဘာရအောင်နော်3 5တက်လို့ယူလိုက်မယ်ဒီလိုတစ်လုံးပေါ့ဒီလိုယူလိုက်မယ်3 5တက်ပြီးရင်ဒီကိုထည့်ယူလိုက်မယ်ချက်ချခါလိုမျိုးပေါ့နော်9 5 5ဆိုပြီးယူလိုက်မယ်9 5 5အဲ့လိုမျိုးဆိုလို့အဲ့လိုလဲဒါဆိုရင်ကျွန်တော်တို့ one chain ကဏ္ဍဆိုတာရလာတယ်ဆိုလို့နော်သူကထွက်ကဏ္ဍပါလဲဆိုတော့သူကထွက်ကဏ္ဍ1 4 5ထွက်မယ်ဆိုဒါဆိုရင်ကျွန်တော် one chain ဒီ one chain ပေါ့နော်ဒီ one chain လေးပေါ့နော်ဒါကတော့ one chain ကိုကျွန်တော်တွက်ပြမယ်ဆိုတော့ one chain ပြီးမှတုံးလုံးအပါကဏ္ဍကိုကျွန်တော်ထပ်တွက်ပြမယ် one chain အရင်တွက်ပြလိုက်မယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ one chain ဒီကဏ္ဍလေးကိုထပ်သွားမယ်one chain ဆိုထွက်တော့အခုရင်ကျွန်တော်ထွက်သွားတာပါလဲ145ပေါ့နော်ဟုတ်လားမဆိုတော့145နော်အဲ့145ကိုကျွန်တော်တို့ဆောနာလိုမျိုးပဲနော်ရေးချလိုက်မယ်145ဆိုပြီးရေးလိုက်မယ်145ဆိုတစ်ပင်နော်တစ်ပင်ကျွန်တော်ပါယူလဲတစ်ပင်နဲ့3 4အဲ့လိုရှိလိုက်တယ်ပြီးရင်4ပါပါဒီ9ဆိုရင်9တုံညာတက်5ဆိုရင်5ပါပါတုံညာတက်နဲ့ဆောနာလိုပဲကျွန်တော် crossing ယူလိုက်မယ်ဒီတုံညာအဲ့လိုပေါ့နော် crossing ယူလိုက်မယ်ပြီးတော့ဒီလို crossing ယူလိုက်မယ်ဘာလဲဆိုတော့ကြည့်ရမယ်ဆိုရင်ဒီလိုယူမယ်ဆိုရင်2တုံညာနဲ့တုံညာနဲ့တစ်လုံးရယ်တုံညာ4တစ်လုံးရယ်နော်ဒါ one chain ဟုတ်စေတော့အဲ့ one chain တူထွက်ကဏ္ဍပါလဲဆို one chain ထွက်ကဏ္ဍနေနဲ့9နဲ့ထွက်ရမယ်ဆိုဒါဆိုကျွန်တော်တို့ရတဲ့ one chain ဒီတူထွက်နဲ့9နဲ့ဆိုတော့ one chain ကဒီဥစားပေါ့နော်ဒါ one chain ကဏ္ဍမလို့ဆိုတော့ဒါဆိုကျွန်တော်တို့ထပ်တွက်ကြည့်အောင်ဒီ one chain နောက်တွဲနော်ဒီတစ်ပတ်လာမယ် one chain ကိုတက်ကြည့်မယ်ဆိုတော့ထွက်တဲ့ဒီနောက်ထွက်ဒီနဲ့9နဲ့နော်ဆိုတော့နဲ့9နဲ့ကိုကျွန်တော်တို့ရေးချလိုက်မယ်နဲ့9လို့ပြောင်းပြန်လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာရေးလိုက်မယ်နှစ်ပြီးရင်3 4 5ဆိုပြီးကျွန်တော်ယူလိုက်တယ်9ဆိုရင်9ပါဝါဒီတုံညတဲ့နဲ့နော်အဲ့လိုပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနှစ်ဆိုရင်နဲ့ပါဝါဒီခွန်8 9ပေါ့ဒါဆိုစောနာလိုပဲကျွန်တော်တို့ crossing နော်လုပ်လိုက်မယ်ဒီလိုပေါ့ချက်ရှိခတ်ပေါ့နော်မဆိုရနော်ချက်ခတ်ယူလိုက်မယ်ဆိုရင်ကျွန်တော်ဘာရမလဲ3တက်9ခွန်တက်9ဒါဆိုကျွန်တော်တို့ one chain ဒီတစ်ပတ်ဒီ3တက်9နဲ့ခွန်တက်9နော်3တက်9တစ်လုံး chain မလားခွန်တက်9တစ်လုံး chain မလားသူစောနာလိုမျိုးပေါ့မဆိုရဒီမှာကြည့်လိုက်ပါနော်ဒီမှာလဲတုံညာနဲ့တုံညာဆိုရင်သူက9နဲ့9ထွက်လာတယ်မဆိုရနော်ပြီးရင်ဒီမှာကျတော့လဲတက်3 5တက်တော့ဆိုရင်သူက4 5တက်ထွက်သွားတယ်နော်တက်4 5ထွက်သွားတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ3လုံးဒီကသူ့ရဲ့အတွဲလေးကိုကျွန်တော်ထက်ရှာကြည့်မှာပေါ့နော်ဒီကအတွဲလေးနော်သူကတစ်လုံးပြောင်းနေတဲ့အတွက်အဲ့တစ်လုံးကိုကျွန်တော်တို့တွက်ပြရမယ်ဆိုတော့အဲ့တစ်လုံးဘယ်လိုတွက်ယူလဲဆိုတော့ကျွန်တော်တွက်ပြရမယ်ဆိုတော့နော်ဒီ8နဲ့ပဲကျွန်တော်ပြန်တွက်မယ်8နဲ့ပဲနော်ဒါဆိုတော့ကျွန်တော်တို့ဒီ8 9 8အဲ့လိုမျိုးဆိုတော့
8ကို8ဆိုရင်ကျွန်တော်ဒီအဲ့ဒီ8ကို8ဒီနေရာယူလိုက်နော်8ကို8ဒီ9ကိုကြည့်လိုက်ဒီ9နော်ဆိုအကိုကြည့်ရဆိုရင်9ဆိုရင်9ပါဝါဒီ4နော်9ပါဝါဒီ4ဆိုရင်အော် sorry ပါဝါမဟုတ်နှစ်ခတ် sorry ရှစ်နှစ်ခတ်ဒီ sorry ရှစ်နှစ်ခတ်ဒီတက်နော်9နှစ်ခတ်ဒီ6နော်9နှစ်ခတ်6ရှစ်နှစ်ခတ်ဒီတက်အဲ့လိုရတယ်မျိုးဆိုဒါဒီနှစ်ခတ်နဲ့ဒီမှာနှစ်ခတ်နော်နှစ်ခတ်ပြီးဒီပါဝါနဲ့ယူမယ်2ပါဝါနော်2ပါဝါဒါဆိုရင်1ပါဝါဒီ6ပါဝါဒီ1ပါဝါဒီ6ဒါဆိုရင်ကျွန်တော်တို့ရလာတဲ့ဒီ6ကျွန်တော်ဘယ်လိုလုပ်လိုက်မလဲဆိုတော့ပေါင်းလိုက်မယ်ဒီလိုပေါင်းလိုက်မယ်ဒီလိုနော်ပေါင်းလိုက်ဆိုရင်6နဲ့1ဆိုရင်ခွန်ရမယ်1နဲ့6ဆိုရင်လည်းခွန်ရမယ်ပြီးရင်ထပ်ပေါင်းလိုက်ခွန်နဲ့ခွန်ပေါင်းချင်းဒီ4ရမယ်အဲကြောင့်ကျွန်တော်တို့ဒီ4အပိုင်ရထားတာပေါ့နော်ဒီ4အပိုင်ကိုဒီကနေဒီနဲ့ဒီကဏ္ဍနဲ့လာတွဲမယ်ဆိုတော့ကျွန်တော်နော်ဒီကဏ္ဍလာတွဲမယ်ဆိုရင်မရှိတော့ဒီကဏ္ဍကိုစရင်စတွဲပြလိုက်မယ်ဆိုတော့ဒါဆိုရင်တစ်ဖြုတ်လိုက်မယ်ဆိုရင်4 3 5ပေါ့နော်ရေးချလိုက်မယ်4 3 5တလုံးရယ်4 3 1ပေါ့နော်4 3 1တလုံးရယ်ပြီးတော့4 5 1တလုံးနော်ဒါ3လုံးဆိုရင်လည်းတလုံးထိန်3လုံးရှိမယ်ပေါ့နော်ဒါလည်း3လုံးထွက်လာမယ်4 5 5ပေါ့နော်4 9 5ပေါ့နော်4 9 5ပြီးရင်4 5 5နော်ဘာဖြစ်ဆိုတော့သူကထပ်တဲ့အတွက်ဒါပဲရှိတယ်အားလုံးဆိုရင်သူက5လုံးရှိမယ်သူထွက်ကဏ္ဍနာပါလဲဆိုတော့သူကထွက်တာ1 4 5ဆိုတော့ကျွန်တော်တို့ပတ်လေနော်ထွက်ရမယ်ဆိုတော့နော်4 5 1ထွက်ရတယ်ဒါ3လုံးအပါပါနော်ဒီတွက်နေတယ်လို့ဆိုကဲကျွန်တော်မိတ်ဆွေတို့ထပ်တော့ပြပြပေးမယ်နော်ထွက်တဲ့ခုနဆောနာလိုမျိုးပဲကျွန်တော်တို့တလုံးပြောင်းနေတဲ့အတွက်ကျွန်တော်ထပ်တွက်မယ်နော်သူက one chain ကဏ္ဍအောင်ဘယ်လိုယူသွားလဲဆိုတော့ဒီထွက်တဲ့1 4 5ပေါ့နော်ဟုတ်ပြီဆိုတော့ဒီ4 5ဒီ4ရဲ့နှစ်ခတ်ဒီ4 5ရဲ့နှစ်ခတ်ဆိုရင်1နှစ်ခတ်ဒီ8 4နှစ်ခတ်ဒီနဲ့5နှစ်ခတ်ဒီ3ဟုတ်လားဆိုပြီးရင်3ဝင်တော့ပြပါပါပဲယူမယ်8ပါပါဒီ3 2ပါပါဒီခွန်3ပါပါဒီ8ပြီးရင်တို့ထပ်ပေါင်းလိုက်မယ်အဲ့လိုပဲပေါင်းလိုက်ဆိုရင်ရမယ်ဆိုတော့3ခုနဲ့3ညဒီ9နဲ့8ဆိုရင်5ထပ်ပေါင်းမယ်ဒါဆိုရင်5ပိုင်းရမယ်ပေါင်းချက်တယ်5ဒါဆိုရင်ဒီ5ကိုကျွန်တော်တို့ဒီမှာဒီရနှလုံးနဲ့တော့တွဲရမယ်ဆိုတော့အဲ့လိုပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ5ကိုတော့တွဲလိုက်မယ်5တွဲလိုက်မယ်ဆိုရင်ရမလို့5နှစ်3ညဟုတ်လား5နှစ်3ည5 3ညနှစ်ဆိုတော့2ပဲဆိုရင်5နဲ့5ပေါ့နော်ဟုတ်လားအော်နေ9နဲ့အဲဒါနှလုံးပဲရမယ်ဘာဆိုတော့ဒီနှလုံးပဲရှေ့ရတယ်မှာလည်းနှလုံးပဲရမယ်9 3ည4ရမယ်9 3ညရယ်ပြီးတော့9 3ည4ရယ်နော်အားလုံး4လုံးရှိမှာနော်ဒီကထွက်ကဏ္ဍဘာလဲဆိုတော့ထွက်တာနေ9နှစ်ထွက်သွားပြီဆိုနေ9နှစ်ဆိုရင်ကျွန်တော်ရကဏ္ဍနဲ့တော့နော်မရှိတော့နော်ကဲဒီတလုံးအပိုင်နဲ့ဒီတွဲတူရလာတာကဲဆက်တော့ကြည့်ရအောင်ဆိုတော့ဒါဒီတစ်ပတ်အတွက်ပေါ့နော်လာမဲ့ဒီ16ရက်နေ့အတွက်ပေါ့နော်ကဲကျွန်တော်တော့ကြည့်ရအောင်ဆိုတော့နော်ထွက်သွားတဲ့ဒီ2 5နဲ့2 5နေ့ရနှစ်ခတ်ဒီ2ရနှစ်ခတ်ဒီ2နှစ်ခတ်ဒီ4 5နှစ်ခတ်ဒီ3 2နှစ်ခတ်ဒီ4ဟုတ်လားမရှိတော့ပြီးရင်နှစ်ခတ်ပြီးတော့ပဲယူလိုက်ပါဝါဒါနောက်ခတ်တော့ဒါထပ်ပါဝါထည့်ယူပါဝါဆိုရင်4ပါဝါဒီ9 3ပါဝါဒီ8 4ပါဝါဒီ9ဒါဆိုရင်သူ့ကိုထပ်ပေါင်းရမယ်ဆိုတော့နော်ထပ်ပေါင်းရအောင်ပေါင်းလိုက်ဆိုရင်8နဲ့9ဆိုရင်19ဆိုရင်9ဒီမှာလည်း9ထပ်ပေါင်းလိုက်ဆိုရင်လည်း4ဒါဆိုရင်ကျွန်တော်တို့ရတဲ့ဒီနော်ရတဲ့ကဏ္ဍဒီ4ပေါ့နော်ဒါ9ဒါဆိုရင်ဒီ4ကိုကျွန်တော်ဒီအတွဲနဲ့လာတွဲရကြတော့နော်တွဲလိုက်မယ်ဆိုရင်4 3 1ပေါ့နော်ဟုတ်လားရေးပြ4 3 1ပြီးရင်4 3 9ပေါ့နော်4 3 9ပြီးရင်4 1 9ပေါ့ဟုတ်လားမရှိပြီးရရင်ဆိုရင်ဒီမှာ4ခွန်1 4ခွန်5ပြီးရင်4တင်5ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်6လုံးလို့ဆိုဒါ3လုံးအပါကဏ္ဍမိတ်ဆွေတို့ကြိုက်မှယူသွားကစားပါတော့မကြိုက်ရင်လည်းဒီနှလုံး one chain
တော့ကြည့်ပါတော့ one chain လဲကျွန်တော်တော့ပြပြီးဒါလိုက်ပြီးတော့ဒါကြတော့တုံးလုံးအတွဲလေးပေါ့နော်လို့ဆိုလို့ကြိုက်မှာကစားကြည့်ပါဒီလာမယ်16ရက်နော်12လ2025ဆိုလို့နော်ဒီလောက်ပါပဲမရှိလို့